Hello ဒီနေ့ကိုလုပ်ရရှောက်ပြီးတော့ဗောနော်အခုမှလောက်ကနေပြန်လာနည်းနည်းပြန်လာလဲနည်းနည်းနောက်ကြတယ်နောက်ကဒီနေ့ကလည်းနည်းနည်းရာသီဥတုတွေကပြန်ပြီးတော့ပူလာတော့လေတနေ့ကုန်ပူပြီးတော့မျက်နှာစီးတွေပြန်ပြီးတော့ဗောနော်မျက်နှာညစ်ပြီးတော့ပြန်ရောက်လာအဲ့တော့ဒီနေ့ skin care routine လေးကိုဗောနော်ညမအိတ်ခင်မှာ skin care routine လေးလုပ်တာလေးကိုလုပ်ပြပါမယ်အရင်ဆုံးရေမချိုးခင်မှာမျက်နှာကိုအရင်ဆုံးတန့်စင်မှုတော့ကတပယ် cleansing လုပ်ရတယ်တပယ် cleansing ဆိုတာအရင်ဆုံးဒီ micellar water နဲ့အရင်ဆုံးမျက်နှာကို cleansing လုပ်မယ်ပြီးသွားလို့ရှိရင်ကိုအမြဲတမ်းသုံးနေကြ facial foam နဲ့တစ်ခါထပ်ပြီးတော့ဒုတိယကြိမ်ထပ်ပြီးတန်ရှင်းလုပ်ပေးရတာကိုပြောတာပေါ့နော်cleansing water သုံးပြပြီးသွားပြီဆိုတာနဲ့ရေရင်ချိုးလိုက်မယ်တကွာကြတော့ဒီ facial foam နဲ့မျက်နှာပစ်တဲ့အခါကျလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်တော့ဒီမျက်နှာသစ်စေးကိုယူပြီးတော့ဒီမျက်နှာမှာလိုမျိုးပေါ့နော်ပုတ်လိုက်ပြီးတော့တက်တာကတက်လို့မရတော့မဟုတ်ရတယ်ဒါပေမဲ့ဒီမျက်နှာသစ်စေးရဲ့အာနိသင်ကိုမျက်နှာရဲ့အရေပြားကအပြည့်အဝမရဘူးပေါ့နော်အဲ့ဒါကြောင့်ကိုလိုကိုပိုင်က facial foam နဲ့မျက်နှာတက်တဲ့အခါကျလို့ရှိရင် facial brush လေးကိုသုံးပြပြီးတော့မျက်နှာကိုတပည့် cleansing ဖြစ်အောင်တေချာလေးတန့်စင်ပြီးတော့သုံးနေပါတော့အဲ့တော့ရိုးရိုးပုတ်ပြီးတော့မျက်နှာကိုတိုက်တာထက်ဒီ facial brush လေးနဲ့သုံးတာကပိုပြီးတော့ effective ပိုဖြစ်တယ်နော်ရေချိုးပြီးသွားပြီဆိုတော့လုံးဝမျက်နှာလန်းဆန်းသွားတာပဲအရင်ဆုံးတိုနာလေးရင်လိမ့်မယ်တိုနာလိမ့်ပြီးသွားရင်တော့ moisturizing mix lotion လေးလိမ့်လိုက်မယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးဖြစ်တဲ့ eye cream လေးလိမ့်မယ်ပေါ့နော်step အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့အိပ်ပါတော့မယ်စုံတိကြည့်ပေးလို့တတား